ကိုဖုံးကတေချာဆုံးဖြတ်ပြီးပြီထင်တယ်နော်ဟုတ်တယ်ကိုဖုံးကစကားကိုလှလို့စပဲပြောတတ်တဲ့သူမျိုးမဟုတ်ဘူးသူဒီလိုပြောလာပြီဆိုတော့သူတေချာစဉ်းစားဆုံးဖြတ်ထားလို့ ਨੇ တူတယ်ကိုလက်ကကိုဖုံးရဲ့ဆုံးဖြတ်ချက်ကိုမှန်တယ်လို့ထင်လားသူ့ဆုံးဖြတ်ချက်ကိုသဘောတူလားအေးမိသဘောရောအေးမိစိတ်ထဲကတော့တစ်မျိုးပဲကိုဖုံးဒီလိုလုပ်တာလေအကြောင်းတစ်ခုရှိမယ်ထင်တယ်ပြီးတော့သူနောက်ထပ်ခံစားရမှာစိုးရိမ်တယ်ကိုလည်းအဲ့ဒါကိုပဲစိုးရင်တာကိုဖုံးကဟေမန့်အတွက်မေဂျူလန်ကိုလက်ထပ်ဖို့ဆုံးဖြတ်တယ်ဆိုရင်တော့သူ့တော့ကအန်နေများတယ်အေမီလည်းအဲ့ဒါကိုပဲကြောက်တာပြီးတော့မေဂျူလိုင်းရဲ့စိတ်ရင်းမှန်ကိုသိချာမသိဘူးအချိန်တစ်ခုတော့စောင့်ကြည့်ရမှာပေါ့အချိန်ကအရာအလုံးကိုဆုံးဖြတ်ပေးသွားမှာပါလူငယ်ရဲ့နည်းနဲ့ဆရာလိုမျိုးရှင်မောရမယ့်ခံစားချက်တွေပြင်ရနေကိုလည်း